marketing ကိုရိုးရှင်းတဲ့နည်းလမ်းနဲ့လေ့လာကြည့်လိုက်အောင် okay marketing ဆိုတာကကိုယ်နဲ့မသိတဲ့သူတွေသစိမ်းတွေကိုကိုယ်နဲ့ရင်းနှီးတဲ့သူတွေဖြစ်အောင်လုပ်တာပေါ့နော်ဒါကို marketing လို့ခေါ်တယ် okay ဒါဆိုရင်ကျွန်တော်တို့ဒီသစိမ်းတွေကိုရင်းနှီးတဲ့သူတွေဖြစ်အောင်ဘယ်လိုလုပ်မလဲပေါ့နော်ဒီဘိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီဒါလေးကိုနည်းနည်းလေးရှင်းပြမယ်ဒါကိုရင်းနှီးမှုတိစောက်တယ်လို့ခေါ်တယ်ရင်းနှီးမှုတိစောက်တဲ့နေရာမှာအဆင့်လေး30ရှိတယ်ပထမတစ်ဆင့်ကစိတ်ဝင်စားတယ်လူတွေကဘယ်လိုဖြစ်စိတ်ဝင်စားလဲကိုယ့်လုပ်ငန်းဆိုတဲ့နေရာမှာ product လည်းပါရင်ပါမယ် service လည်းပါရင်ပါမယ်နော်ကိုယ့်လုပ်ငန်းကသူကြုံတွေ့နေရတဲ့ပြဿနာကိုဖြေရှင်းပေးနိုင်လားအဲ့ဒီအချက်ကအရင်အရေးကြီးရဲ့ကိုယ့်လုပ်ငန်းကသူပြဿနာကိုဖြေရှင်းပေးနိုင်လားဒီလိုဖြေရှင်းပေးနိုင်တယ်ဆိုရင်ဘာဖြစ်လဲလူတွေကစိတ်ဝင်စားတယ်okay ပြီးသွားပြီဆိုရင်နားလည်သဘောပေါက်တယ်ပေါ့နော်ကိုယ့်ရဲ့ထုတ်ကုန်ဝန်ဆောင်မှုဆိုတော့ကိုယ့်ရဲ့လုပ်ငန်းပေါ့နော်ကိုယ့်ရဲ့လုပ်ငန်းကသူ့ရဲ့အခက်ခဲသူ့ရဲ့ဘဝကိုဘယ်လိုပြောင်းလဲပေးနိုင်လဲဘယ်လိုကောင်းမွန်ကူညီပေးနိုင်လဲပေါ့နော်ဒီလိုကူညီပေးနိုင်တယ်ဆိုရယ်ယုံကြည်မှုတစ်ခုပေါ့နော်ရလာတယ်ဆိုရင်ဒါဒီစင်နားလည်သဘောပေါက်တဲ့အဆင့်လို့ခေါ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ယုံကြည်တယ်ပေါ့နော် okay နောက်တစ်ဆင့်ကယုံကြည်တဲ့အဆင့်ရောက်သွားတယ်ဆိုရင်ဒီ action တွေလုပ်တယ်ငွေပေးချေတယ်ပေါ့နော် okay ဒါကရင်းနှီးမှုတိစောက်တဲ့အဆင့်30ပေါ့အဲ့မှာကျွန်တော်တို့အများသိတဲ့အတိုင်းပဲ AIDA model ဆိုပြီးအမြဲတမ်းကြားနေရတဲ့စကားလုံးလေးရှိရပေါ့နော်ဒါကတော့ awareness interest decision action ပေါ့နော် awareness ဆိုတာက marketing လုပ်တာလူတွေအများကြီးပဲသိအောင်လုပ်တာ okay လူတွေအများကြီးပဲသိအောင်ဘယ်လိုလုပ်မလဲဆိုရင်ကျွန်တော်တို့ကဒီ content တွေဖန်တီးမယ်ပေါ့နော် content ဖန်တီးတဲ့နေရာမှာပြဿနာရဲ့ဖြေရှင်းနည်းရဲ့ရလဒ်၃မျိုးအမြဲတမ်းပါနေဖို့လိုတယ်ပြဿနာဖြေရှင်းနည်းရလဒ်ဆိုတာတကယ်တမ်းစဉ်းစားကြည့်ရိုးရှင်းလေးပဲကိုကဘယ်ပြဿနာကိုဖြေရှင်းပေးမှလဲအဲ့ဒီဖြေရှင်းနည်းကဘာလဲရလဒ်အနေနဲ့ဘယ်လိုထွက်လာနိုင်လဲကျွန်တော် editing လုပ်နေတဲ့လူငယ်တွေရှိတယ်ကျွန်တော်လူပဲ editing လုပ်နေတဲ့လူငယ်တွေမှာလည်းဒီလိုပဲပေါ့နော် editing ကိုဘယ်လောက်တော်ကြောင်းကိုဘယ်လောက်ကျွမ်းကြောင်းအများကြီးပဲလုပ်ပြတယ်ကိုက hero နေရာနေပေါ့နော်အမှန်တကယ်ကိုက guide ဆိုတဲ့ပုံစံမျိုးအနေထားနဲ့တွားလို့လိုတယ် hero ဆိုတဲ့နေရာမှာကျွန်တော်တို့ customer main character နေရာမှာ customer ကိုထားပြီးဖို့လိုတာပေါ့နော်ထားပေးဖို့လိုတယ် customer တွေတကယ်ကြုံတွေ့နေရတဲ့ပြဿနာကိုအဓိကဖြေရှင်းပေးလိုက်တယ် customer ရင်ဆိုင်နေတဲ့ပြဿနာကိုအဓိကမြင်အောင်ပြလိုက်တယ်ဖြေရှင်းပေးတယ်အဲ customer လိုက်လို့ကြည့်ရ result တစ်ခုရလာတယ်အဲ့ဒါဆိုရင်ပို့ပြီးတော့ marketing ပို့ပြီးအောင်မြင်တယ်ပေါ့နော်ခုနကကိုကလှုပ်တတ်တယ်ကိုကအလိုင်းနေလှုပ်တတ်တယ်အဲ့လိုမျိုးလုံးရေရှည်အဆင်ပြေလားဆိုရေတို့အဆင်ပြေရေရှည်တဲ့အဆင်မပြေဘူးစိတ်ဝင်စားမှုယုံနေသွားနိုင်တယ်ပေါ့နော်ဒါကြောင့် marketing ပို့ပြီးထိရောက်ခြင်းနဲ့ငွေကြေးလက်အကုန်ကြမများခြင်းလို့ဆိုရင်ကျွန်တော် customer ကိုဒီ main character နေရာမှာထားဖို့လိုအပ်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ကပြဿနာဖြေရှင်းနည်းရလက်ဒီ၃ခုကအမြဲတမ်းဈေးရောင်းတယ်ဒါကျွန်တော်တို့အဝတ်ထည်တွေပဲရောင်းအစားတောက်တွေပဲရောင်း electronic device တွေပဲရောင်းဒီရိုးရှင်းတဲ့ one liner formula လေးအမြဲတမ်းရှိနေလို့လိုတယ်ပေါ့နော်ဒါက awareness လောက်တာပြီး interest ဆိုတာကစိတ်ဝင်စားရတယ်ဆိုတော့ဒီအဆင့်တွေပေါ့နော်စိတ်ဝင်စားတယ်ကိုယ့်ရဲ့လုပ်ငန်းသူ့ပြဿနာကိုဖြေရှင်းပေးနိုင်လားဒီအဆင့်တွေရှင်စိတ်ဝင်စားဖို့လုပ်တယ်အဲ့စိတ်ဝင်စားမှုတွေပြီးတယ်ဆိုရင် decision တွေချတယ်လူတွေကokay ဒီဟာငါဝယ်တင်မဝယ်တင်ဆုံးဖြတ်တယ် decision ချတဲ့နေရာမှာချက်ချင်း decision ချရလူရှိတယ်၃ခါမြောက်လောက်ရောက်မှပြန်လာတဲ့လူရှိတယ်၂ခါလောက်ရောက်ပြီးပြန်လာတဲ့လူရှိတယ်ဈေးဝယ်တဲ့သူတွေ customer တွေမှာအမျိုးမျိုးရှိတယ် customer အမျိုးမျိုးရှိတယ်ပေါ့နော်ဒီနေရာမှာ decision ချတဲ့အပိုင်းမှာ၃မျိုးလောက်ခွဲခြားလို့ရတယ်ပြီးရင် action ဒါငွေပေးချေသွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့က sales ပိုင်းရောက်သွားတယ်တော့ marketing အောင်မြင်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ customer ကို main character နေရာမှာထားပြီးတော့ guide လုပ်ပေးဖို့လိုအပ်တယ်ပြီးရင် customer ရဲ့အခက်အခဲတွေကိုကျွန်တော်တို့ကနားလဲတယ်အဲ့နားလဲတဲ့အခက်အခဲတွေကိုနားလဲပြီးတော့ကိုကဘယ်လိုကူညီဖြည့်ရှင်းပေးနိုင်လဲနော်ကိုမှအဲ့ဒီ equation တွေရှိရဲအဲ့ဒီအချိန်ညမှာကိုယ့်ရဲ့ skill တွေထုတ်ပြဖို့လိုအပ်တယ်ပေါ့နော်ဒါကြောင့်ဒီအပိုင်းလေးပေါ့နော်ဒီပိုင်းလေးဒီ hero နေရာမှာထားပြီးလို့ကိုက guide လုပ်ပေးကိုယ့်ရဲ့ skill ကိုအဲ့ချိန်ညမှာချပြအဲ့ဒါဆိုရင် customer တွေကပို့ပြီးတော့သူတို့ရဲ့အခက်အခဲကိုနားလဲတယ်ဆိုရယ်ခံစားချက်မျိုးရပို့ပြီးတော့ဝယ်ချင်တယ်ပေါ့နော်ဒါဆို marketing ပို့ပြီးတော့အောင်မြင်တယ်ပြီးရင်နောက်တစ်ဆင့်အနေနဲ့ဝယ်သူတွေက okay ဟုတ်ပြီ action တွေချတော့မယ်ဆိုရင်ဘာလုပ်ဖို့လိုလဲဆိုရင်ကျွန်တော်တို့ကရိုးရှင်းတဲ့အစဉ်လေးလုပ်ပေးဖို့လိုတယ် call to action ပေါ့နော်ရိုးရှင်းတဲ့အစဉ်လေးလုပ်ပေးဖို့လိုတယ် Facebook မှာ marketing လုပ်မှာလား TikTok မှာ marketing လုပ်မှာပါဘယ်မှာပဲလုပ်ကျွန်တော်တို့ကပုံသုံးမယ်နောက် video သုံးမယ်ပေါ့နော်ပုံသုံးမယ်ဆိုရင် Facebook မှာပုံနေတင်မယ်ဆိုလဲကိုယ့်ရဲ့ productကိုယ့် service နဲ့ပတ်သက်တဲ့အရာက visualize တွေ share ပေးဖို့လို visualize ဆိုတာအရင်ရှုပ်ထွေးနေတဲ့ပုံစံမျိုးမဖြစ်အောင်ရှင်းရှင်းလင်းလင်းဖြစ်အောင်ကျွန်တော်တို့ကလုပ်ပေးဖို့လိုတယ်နော် video ဆိုလဲဒီ video ရိုက်တဲ့အချိန်မှာကျွန်တော်တို့ကထင်သာမြင်သာတယ်
ရှင်းလင်းနေဆိုတဲ့ပုံစံမျိုးကျွန်တော်တို့ကလုပ်ဖို့လိုတယ်ပေါ့နော်ရိုက်ဖို့လိုတယ်တင်ဖို့လိုတယ်ဖန်တီးဖို့လိုတယ်ပြီးရင် message ပေါ့နော် message ပေးတဲ့နေရာမှာလည်းကျွန်တော်တို့ကသူတို့ခုနကျွန်တော်ရှေ့ပိုင်းမှာပြောခဲ့သလိုပဲသူတို့မှကြုံတွေ့နေရတဲ့အခက်အခဲပြဿနာဒီအောင်ဖြည့်ရှင်းပေးနိုင်တယ်ဆို message value ပေါ့နော် content တွေ finding ပဲဆို value တိတိကျကျပေးဖို့လိုတယ် value တစ်ခုပေးဖို့လိုတယ်ပေါ့နော်ပြီးသွားပြီဆိုရင် call to action ပေါ့နော် call to action customer အခုဝယ်မှာလားဒါမှမဟုတ် appointment ယူမှာလားဒီအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော် call to action တွေထည့်ဖို့လိုတယ်ဒီ video တင်မယ်ဆိုလဲကိုယ့် video ကိုထပ်ပြီးကြည့်ချင်အောင်ကိုcall to action နဲ့ဆွဲခေါ်သွားဖို့လိုအပ်တယ်ပေါ့နော်ပြီးသွားပြီဆို customer ဘာဆက်လုပ်အောင်လဲပေါ့နော်အဲ့အစင်ကိုကျွန်တော်တို့အများအားထည့်ဖို့လိုရတယ် video တစ်ပုတ်တင်ပြီဆိုလဲဒီတိုင်းပဲကျွန်တော်တို့စာရေးမယ် Facebook မှာပုံနေတင်မယ်ဈေးအောင်မယ်ဆိုလဲဒီတိုင်းပဲပေါ့နော်ဒီ flow လေးကိုကျွန်တော်တို့ကတည်ထားဖို့လိုအပ်တယ်ပေါ့နော် okay နောက် video မှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်